လောအားလုံးပဲမင်္ဂလာပါကျွန်တော် Harry Win Channel နဲ့အားလုံးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကိုကလူငယ်ဖြစ်တယ်ကိုရဲ့ဘဝကိုဒီချက်ပို့ပြီးတော့တိုးတက်ချင်တယ်နောက်ထပ်တစ်ဆင့် level ပိုမြင့်ချင်တယ်ရေးချက်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ပြီးလို့ရှိရင်ကိုကဒီကိုရဲ့ lifestyle တစ်ခုလုံး change ချင်တယ်ဆိုတဲ့လူငယ်တွေအတွက်ကျွန်တော်စာအုပ်လေးတစ်ခုနဲ့ညွှန်ပြချင်ပါတယ်ဒီစာအုပ်လေးကတော့ဒီဥစ္စာပေါ့ဒီယူခနေအောင်ကြိုးစားပါဆိုတဲ့စာအုပ်ပေါ့နော်ဒီစာအုပ်ကလူငယ်တွေအတွက်လုံးဝမရှိမဖြစ်စာအုပ်တုပ်လို့ကျွန်တော်ထင်တယ်ဗျလူငယ်တွေဖတ်တဲ့ရန်နဲ့မှာကိုတိုးတက်ချင်တဲ့လူငယ်တွေဖတ်တဲ့ဆိုတဲ့စာအုပ်လေးပေါ့နော်ဒီစာအုပ်ကိုစာရေးဆရာဒါတော်တာမင်းနဲ့ဂုံရှင်မှာနှစ်ယောက်ပေါင်းပြီးတော့ပထမဆုံးပူးတွဲထုတ်ထားတဲ့စာအုပ်လေးပေါ့နော်အဲကြောင့်မလို့ဒီထဲမှာပါတဲ့အချက်လက်တွေကိုကျွန်တော်အချင်းချင်းအနေနဲ့ကျွန်တော်ပြောပြချင်တယ်နောက်ပြီးတော့ဘာကြောင့်ဒီစာအုပ်ကိုဖတ်တဲ့လဲဆိုတာကိုကျွန်တော်ပြောပြချင်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ဒီစာအုပ်ထဲမှာပြောထားတာကကိုကဒီစာအုပ်ကိုဖတ်ပြီးလို့နောက်9နှစ်နေလို့ရှိရင်ကိုကဒီထက်မြင့်တဲ့ level တစ်ခုကိုရောက်နေရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့မိသားစုမှာလည်းတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နေရမယ်ပြီးလို့ရှိရင်ကိုကဒီလည်းကျမ်းမာတန်ဆွမ်းပြီးတော့ကောင်းမွန်တဲ့ lifestyle တစ်ခုဖြတ်သန်းနေရမယ်ဆိုပြီးတော့သူတို့ကတော့ရည်ပြီးထားတယ်ပေါ့နော်ကျွန်တော်ထင်တဲ့ဒီဥစ္စာကတော့ကျွန်တော်တို့ဒီထက်ပါတဲ့ချက်လက်တွေကိုတေချာလိုက်ပြီးတော့လုပ်မယ်ဆိုရင်တော့ဒီတို့လူမျိုးကဖြစ်နေကြအကြောင်းမရှိဘူးထင်တယ်နော်အဲကြောင့်မို့လို့ချက်လေးတွေကိုတေချာ view site ပြီးတော့နားထောင်ပြီးတော့လူချို့လူငယ်တွေအတွက်နောက်တစ်ခုအနေနဲ့သူတို့ပြောထားတာတော့ဒါရေဆုံမျောတဲ့လူငယ်မဖြစ်စေနဲ့ပေါ့နော်။ရေဆုံမျောတဲ့လူငယ်ဖြစ်စေနဲ့ကိုကရေဆန်းအောင်ပြီးတော့တေးလောင်းကြိုးစားတဲ့လူငယ်တယောက်ဖြစ်ပါစေ။အဲ့ဒါအရေးကြီးတယ်ပဲနော်။လူငယ်ဆိုတာတစ်သက်မှာတစ်ခါပဲရတယ်ပေါ့။နော်။ဖျားပေးတဲ့ဆုလက်နေတယ်လူသားတယောက်အနေနဲ့ကိုယ့်ရဲ့လုံးနိုင်စွမ်းတွေဆွမ်းဆောင်ရည်ကိုအမြင့်ဆုံးလုံးနိုင်တဲ့အသက်အပိုင်းခြားလေးတစ်ခုပဲရှိတယ်။အဲ့ဒါလူငယ်ဘဝဆိုတာတစ်သက်မှာတစ်ခါပဲအဲကြောင့်ကိုယ့်ရဲ့လူငယ်ဘဝကိုရတဲ့အချိန်တွေကိုဒါလူသားသက်ဖြစ်မခံရပါနဲ့။ရတဲ့အချိန်အချိန်ရှိတဲ့အချိန်ဟိုရတဲ့အချိန်လေးကိုအကျိုးရှိသွားတာအသုံးပြရပါတော့အဲ့တော့ဘာလို့ဆိုတော့ကိုကလူငယ်တွေနောက်ပိုင်းလူငယ်တွေအကုန်လုံးကသူ့လိုကိုလိုကြိုးစားနေတဲ့အချိန်မှာကိုတယောက်တည်းပြက်ကြံနေကြလို့မဖြစ်ဘူးပေါ့ကိုအကောင်းဆုံးဖြစ်အောင်သူများတွေဘယ်လိုလုပ်နေဆိုတာအားကြနေလို့ဖြစ်မရဘူးကိုလည်းလိုက်ပြီးတော့လေ့လာပါကိုမှလုံးစရာလုံးမရှိရင်တော့ဒီ line ပေါ်မှာကို YouTube တို့ဒါတော့ TikTok တို့ဟိုတို့မှာရန်နဲ့ကိုဘာသိကျင်လဲတင်တန်းစီတောင်လိုက်တက်နေကြတော့ဘလို့တချို့ထဲရတယ်ဆိုရုံးမှာကိုဘာသိကျင်လဲဆိုတာသူရေးပြီးတော့ရှာလိုက်အောင်နော်ကိုရှိမှအကုန်လုံးကအရာအလုံးကကြာလာမှာကွာအဲကြောင့်မို့လို့ဒီရုပ်စာတွေလိုက်လေးလာထားမယ်လူငယ်တယောက်အနေနဲ့နောက်ပြီးတော့ရှင်ဟိုဖြစ်လို့ရှိရင်တင်တန်းတက်တယ်တင်တန်းတက်ရင်တော့ပိုကောင်းတယ်ပေါ့ကိုအားနေလို့ရှိရင်ဟိုလုံးမရှိတင်တန်းတက်မလို့ဆိုရင်တင်တန်းတက်မယ်ကွန်ပျူတာတင်တန်းတက်မလားဒါမှမဟုတ် graphic တင်တန်းတက်မလားနော်ရှားတင်တန်းအဲ့လိုonline shopping တင်တန်းတက်မလားဒီ digital marketing တင်တန်းတက်မလားနော် TikTok marketing တင်တန်းတက်မလားဒါတင်တန်းတွေလုံးဝအများကြီးပဲရှိရဗျာကိုကအဲ့ဒီဟာကိုတက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီရင်တော့ကိုလမ်းပြောင်းနေတဲ့အရာကိုယ့်ရဲ့ direction တစ်ခုပေါ်လာလိမ့်မယ်အဲ့ဒီဟာကိုကဆက်ပြီးတော့လှုပ်ဆောင်သွားဖို့ပဲရည်ကြီးတယ်နော်ကိုအသက်မွေးချောင်းနေနဲ့လုပ်ငန်းတစ်ခုပေါ်လာမယ်အဲ့ဒီဟာလေးကိုကစနေကြလှုပ်ဆောင်သွားဖို့ရည်ကြီးတယ်ကိုရေဆုံးမျောမနေလိုက်ပါနဲ့ကျွန်တော်လည်းအရင်တော့အဲ့လိုပဲဗျာကျွန်တော်ငါအသက်ငယ်ပါသေးရဲ့ကွာငါအေးဆေးနေလို့ရတယ်ဆိုကျွန်တော်နေခဲ့တယ်အခုချိန်မှာကျွန်တော်ဘာပြန်ရတယ်ဆိုတော့ကျွန်တော်လုံးဝနောင်လာတွေပဲရတယ်ဗျာအဲကြောင့်ဘာမှလည်းဖြစ်မလာဘူးဟိုတော့ကိုမှန်းထားသလိုလည်းဘာတစ်ခုမှဖြစ်မလာကွာကိုရတာဆိုလို့ရင်တော့ငါဒါကိုလုတ်ခဲ့ရင်ကောင်းသားဆိုတဲ့အတွေးလေးတကူအဲ့ဒါပဲကိုပြန်ရတယ်အဲကြောင့်ကျွန်တော်လူမျိုးညီကိုတွေလည်းဟိုဒီလိုမျိုးအမှားမှုမဖြစ်အောင်ကိုယ့်ရဲ့အချိန်ကိုအကျိုးရှိတော့အသုံးချနေအောင်ဆိုပြီးတော့ကျွန်တော်ပြောပြခြင်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ဒီမှာပြောပြရတာတော့တန်ရက်လားဆိုတာပေါ့နော်တန်ရက်လားဆိုတာတော့ကိုပေးလိုက်တဲ့အချိန်ပေါ့ကိုကဒီတစ်ခုအရာတစ်ခုဥပမာဂိမ်းဆော့ရတော့ဘာလို့ဆိုကိုပေးလိုက်တဲ့အချိန်နဲ့တန်ရက်လားကျွန်တော်ဆိုအရင်တော့ဆိုဂိမ်းအရင်ဆော့တယ်ဗျာဂိမ်းဆော့လို့ချင်းအဲ့လိုလောင်နေရတယ်ဗျာဂိမ်းကတိရတဲ့မှာကိုဂိမ်းနဲ့ဆော့တဲ့ဂိမ်းဖြစ်တဲ့အတွက်ကိုတယောက်တည်းဆော့နေလို့ကိုတယောက်တည်းကောင်းနေလို့မပြီးနေဘူးဗျာတခြားလူကလည်းအဲ့လိုမျိုးတင်းလိုက်ကိုလို့အစုဖွဲ့ကောင်းနေမှာဂိမ်းကပို့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဆိုလောင်နေရတယ်ဗျာအဲဒါကြောင့်စင်ပြေနောက်ပိုင်းကျကိုလောင်လို့ရှိရင်ကိုတယောက်တည်းတော့မဟုတ်ဘူးကိုနားမှာရှိတဲ့လူတွေပါစင်မပြေနေဘူးဗျာကိုကစိတ်မကြည်နေတော့ဘူးအဲကြောင့်မို့လို့ကိုကြောင့်ဘေးရဲ့လူကစိတ်အနှောက်အယှက်ဖြစ်စေတာကျွန်တော်အဲကြောင့်နောက်ပိုင်းကြာလာတော့ကိုပြန်တွေးတယ်ငါဒီဂိမ်းဆော့နေတာငါကလောင်တယ်ဘာမှလည်းငါတို့အကျိုးလည်းအချိန်နေကုန်ခဲ့တယ်ကွာအဲ့ဒီဟာကိုတွေးလို့ကျွန်တော်အဲဒါကြောင့် game ဆော့တော့ game ကိုဖြတ်လိုက်တယ်ခုနောက်ပိုင်းအဲ့ဒီ game စားကိုနောက်ပိုင်းကိုသဘောကျတဲ့အရာလေးတွေဝင်ပြီးတော့လိုက်လေးလာဖြစ်တယ်တနေ့နည်းနည်းပေါ့အများကြီးဟိုဖြစ်နေတော့ကိုကပြင်းလို့ရှိရင်တော့တနေ့နည်းလေးလောလို့ရှိရင်တော့အဲ့ဒီຢာလေးတွေလက်တွေ့ပြန်ပြီးအသုံးချတင်တယ်နော်ဖြည်းဖြည်းလှုပ်ဆောင်ရတာပေါ့ကျွန်တော်တခုကျွန်တော်အဲ့ဒီ game ဆော့လို့လောင်လို့ဆိုပြီးတော့ကျွန်တော်နောက်တစ်ခုဘလုံးဖွဲ့အားပေးလိုက်တော့ပေါ့လောင်နေမဟုတ်ပြပါချOh my god! Wow! ကျွန်တော်ဘောကဒါတော့ကျွန်တော်ဟာသားနေနဲ့ပြောတာပေါ့နော်ကျွန်တော်ကိုရေဆုံမျိုးတဲ့လူငယ်မရှိပါနဲ့ရေဆုံအောင်စံတက်ပြီးတော့တီလောင်းချိုးစားတဲ့လူငယ်တယောက်ဖြစ်ပါစေဆိုပြီးတော့အဲ့မှာသူတို့ကပြောထားတယ်ပေါ့နော်ဒီထဲမှာ
နောက်တစ်ခုအနေနဲ့ကတော့ဒါလူငယ်အနေနဲ့ကိုယ့်ရဲ့မိဘကျေးဇူးကိုမိဘကျေးဇူးတက်တဲ့လူငယ်တယောက်ဖြစ်ပါစေဆိုပြောထားတယ်ပေါ့နော်ဒီထဲမှာကိုကဟိုကိုဥပမာကိုအိမ်တော်ပြုတော့မယ်ဘာလို့ဆိုရင်ကိုစဉ်းစားလိုက်ပေါ့နော်စဉ်းစားပြီးတော့ကိုယ့်ရဲ့မိဘကိုဒီချိန်နေတိရောက်အောင်ဘယ်လောက်ထိလုပ်ပေးခဲ့တယ်ဆိုတာနော်ကိုဘယ်လိုမျိုးရုန်းကန်ရှာဖွေကြိုးမွေးခဲ့တယ်ဆိုတာစကိုယ့်ရဲ့အကောင့်ထဲမှာပြန်ပြီးတော့အမှတ်ရပါနောက်ပြီးတော့ကိုကသူ့မိဘကိုပြန်လှုပ်ကြွေးပြီးပြီလားကိုရဲ့ချွေးနေဆက်ဝင်ဝင်လေးနဲ့ကိုမိဘအတွက်ကိုမိဘပျော်ရွှင်အောင်ကိုဘာလုပ်ခဲ့ပြီးပြီလဲအဲ့ဒီတွေကိုတေချာပြန်ပြီးစဉ်းစားပြီးတော့နော်မိဘကဒီပြုသမျှကုသိုလ်ထဲမှာဟိုပြုသမျှကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ကတော့မိဘကိုလှုပ်ကြွေးတဲ့ကုသိုလ်ကတော့ဒါကတော့အလုံးဝအကောင်းဆုံးပဲဗျာအဲကြောင့်ကိုယ့်ရဲ့မိဘကိုသူစားချင်တာတွေသူလှုပ်ချင်တာလေးတွေသူဖြစ်ချင်တာလေးတွေသူတို့မသိခင်မှာနော်ကိုကအဲ့ဒါလေးကိုအတိုက်တန်ဆုံးဘေးနားနေပြီးတော့အကောင်းဆုံးအနေနဲ့လှုပ်ဆောင်ပေးနိုင်အောင်ကိုကြိုးစားပါအဲ့ဒါတွေအရင်ဆုံးကိုကြိုးစားပါအဲ့တော့မိဘအတွက်ကုံဆုံးသွားတဲ့ပတ်စံဆိုတာကွာတိလားနောက်10ဆကိုပြန်ရတယ်ကွာတိလားအဲကြောင့်မို့လို့ကိုကမိဘအတွက်ဘာပဲလုပ်လို့ကိုမိဘအတွက်ဟိုဖြစ်လို့ရှိရင်ကိုရှိရောအကုန်လုံးကပြန်ပြီးတော့ဟိုပြန်နောက်တော့ကိုမှအခက်ခဲဘယ်လောက်ဒီပဲအခက်ခဲရှိနေပါစေအဲ့ဒီခက်ခဲကကိုမိဘကိုကျူးမွေးထားတဲ့ကုသိုလ်ကံဖြစ်တဲ့ကုသိုလ်ကံတွေတော့ပြန်ပြီးတော့ကုညီတဲ့အနေနဲ့ကိုအဲ့ဒီအခက်ခဲတွေအလုံးလုံးကဟိုကြီးပြောက်သွားတယ်ဗျအများကြီးအခက်ခဲဆိုတာအများကြီးမရှိနေဘူးမိဘကိုလှုပ်ကြွေးလူငယ်တောင်နဲ့အဲကြောင့်ဟိုကမိဘကိုတိတက်တဲ့လူငယ်တယောက်ဖြစ်ပါစေဆိုပြီးတော့ပြောပေးထားတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီထဲမှာတော့ဘာသာရေးနဲ့ပတ်သက်တာလေပေါ့ဘာသာရေးလည်းကိုကလိုက်စားရမယ်လူငယ်နေမယ်ဘာသာရေးနဲ့ပတ်သက်တာလုပ်မယ်ပြီးလို့ရှိရင်ကိုကဒီဘာသာရေးဆိုတာလည်းကိုယ့်ရဲ့ကံကိုလုံးဝညှိပြောင်းလဲပေးနိုင်တဲ့အရာတွေမှာပါတယ်ပေါ့ကိုကဒီနေ့တရားထိုင်မယ်ဒီနေ့တရားထိုင်မယ်ပဋိစိတ်အလိုတခြားလူတွေမေတ္တာပွားတာမေတ္တာပို့ပြီးနေဆိုလို့ရှိရင်လည်းကိုယ့်ဘောဒီကိုယ့်ရဲ့ဘေးကနေပုံဝင်ကျင်တာကောင်းအေဂျင့်အရာတွေကိုရှိကိုပြန်ရောက်လာပြီးတော့ကိုယ့်ရဲ့ကံလည်းတဖြည်းဖြည်းပို့ပြီးတော့ကောင်းလာနိုင်တယ်ပေါ့နော်။ဒါဘာသာတရားလည်းလူငယ်တယောက်ပဲလုံးဝအရေးကြီးပါတယ်။နော်စိတ်ကောင်းထားပါစေတနာကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားလည်းရှိရဆိုတော့နော်။အဲကြောင့်စိတ်ကောင်းထားပါကိုကတခြားလူကိုလည်းအဲ့လိုကိုယ့်စိတ်နဲ့ဖြစ်ပြီးတော့တခြားလူပေါ်မှာမေတ္တာပွားပြီးမယ်။နောက်ပြီးတော့သူ့ရဲ့ဖြစ်တည်မှုတွေတခြားလူရဲ့ဖြစ်တည်မှုတွေကိုကအဲ့လိုမျိုးမုဒိတာပွားပြီးတော့နေပြီးနိုင်လို့ရှိရင်ကိုယ့်ပေါ်အဲ့ဒီလူတွေကအပူကိုရှိကိုကမေတ္တာပေးတဲ့အတွက်ကိုရှိရမေတ္တာပြန်ဟပ်လာမှာကွာအဲကြောင့်မို့လို့လူငယ်တယောက်အနေနဲ့ဒါဒီအချက်တွေလည်းလုံးဝအရေးကြီးပါတယ်လူကဖြတ်သန်းမယ်အတွက်ကိုကလူဆက်ဆံရေးတွေမှာလည်းပိုကောင်းမှုဒီຢာတွေတခြားကိုလုံးမဲ့လုပ်ငန်းတွေမှာဖြစ်ဖို့အတွက်ဆိုရင်လို့ရှင်ဒီဥစ္စာတွေကလုတ်သိမ့်တဲ့အရာတွေပေါ့နော်နောက်တစ်ခုကတော့ကိုဘေးနားမှာရှိတဲ့အရာတွေပေါ့ကိုဘေးနားမှာရှိရဘယ်လိုလူတွေလဲဆိုတော့ကိုပြန်ပြီးတော့သုံးသပ်ပါကိုဘေးနားမှာအဲ့လိုမျိုးအစိတ်တောက်ဖြစ်တဲ့ toxic ဖြစ်တဲ့လူတွေရှိလို့ရှိရင် toxic ဖြစ်တဲ့လူတွေရှိလို့ရှိရင်ကိုလည်းနောက်ပိုင်းဒီလိုအစိတ်တောက် toxic ဖြစ်လာမှာပဲเนาะအဲကြောင့်မို့လို့ကိုဘေးနားမှာရှိရလူကလုံးဝအရေးကြီးရယ်ကိုနဲ့လုံးဝအဲ့လိုမျိုးစိတ်တူကိုတူဖြစ်တဲ့လူတယောက်အဲ့လိုမျိုးစီကိုဘေးနားမှာရှိလို့ရှိရင်တော့ပိုကောင်းတယ်ပေါ့เนาะဘာလို့ဆိုတော့ကိုသူရှိရအကြံဉာဏ်လေးရလို့ကိုလည်းကိုသူ့အကြံဉာဏ်ပေးလို့ရနှစ်ယောက်ပို့ပြီးတော့အဲ့လိုမျိုးလုပ်လို့ရှိရင်ပို့ပြီးတော့ခရီးတွင်တယ်လို့ညာအားလုံးပို့ပြီးတော့ပြီးမြောက်သွားမယ်ဆိုပြီးတော့ဒါဘာဖြစ်တယ်ပေါ့အရာအလုံးပို့ပြီးတော့ပြီးမြောက်သွားမယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုဘေးနားမှာရှိရလားလည်းအရေးကြီးတယ်ကိုအားဖြစ်စေမဲ့လူတွေပဲကိုကထားပါအဲကြောင့်ကိုစိတ်နှောက်ချက်ဖြစ်စေမဲ့လူတွေကိုနဲ့ကြီးမကြိုက်ဘူးဆိုရင်ဒီလူတွေဝေးရှောင်ပြီပါဝေးရှောင်ပြီးတော့ကိုနဲ့ဒီကြီးကြိုက်မဲ့လူတွေကိုကိုဘေးနားမှာထားပါအဲကြောင့်ကိုပို့ပြီးတော့တဆင့်မြင့်နိုင်နေတယ်ပါနော်အဲကြောင့်မို့လို့လူငယ်တွေအနေနဲ့ပို့ပြီးတော့ကိုဘဝကိုပို့ပြီးတော့နောက်တဆင့်ဒီပဲမြင့်ချင်နေဆိုလို့ရှိရင်ဒီအချက်လေးတွေကိုလှုပ်ဆောင်သွားပါနော်အဲ့တော့အခုတော့ကျမ်းမာရေးလည်းလိုက်စားပါကျမ်းမာရေးလိုက်စားရဲဆိုတော့ကိုကအချိန်မှအိမ်ရမှာကိုရဲ့အိတ်ချိန်ရှိတယ်ကိုထားခြင်းကျမ်းမာရေးမှာစားတဲ့အချိန်စားတောက်တဲ့အချိန်တော့ပြီးတော့ဂျင်းစောမယ်ဆိုအားကစားကျမ်းမာရေးလုပ်မယ်ဆိုလည်းလုပ်ပေါ့အဲ့လိုမျိုးလုပ်ရှင်ပဲကိုယ့်ရဲ့ခန္ဓာကိုယ်ကတန်ဆွမ်းမယ်ကျမ်းမာတဲ့ခန္ဓာကိုယ်ဖြစ်နေပဲအတွက်ကိုလှုပ်ရှင်တဲ့အရာအားလုံးပို့ပြီးတော့စိတ်လက်ကိုပါလိုမျိုးလုံးနိုင်တယ်ကွာပို့ပြီးတော့အဲ့ဒါကြောင့်မို့လို့ကျမ်းမာကိုယ့်ရဲ့ကျမ်းမာရေးလည်းကိုပြီးဆိုင်ပါလူငယ်တွေအနေနဲ့ကိုယုံကြည်မှုရှိဖို့နောက်တစ်ခုကတော့ဒါကတော့ကိုယုံကြည်မှသူများလည်းကိုယုံကြည်မှာတော့ကိုတိုင်းမှာကိုယ့်ရဲ့ကိုမယုံကြည်လို့ရှိရင်သူများကဘယ်လိုလာယုံကြည်မှာအဲကြောင့်ကိုယုံကြည်ပါနောက်ပြီးတော့ကိုလုံးနိုင်တဲ့အရာတွေကိုကိုဘာလုံးနိုင်နေဆိုတော့ကိုချပြဖို့ကိုကြိုးစားပေါ့နော်အဲကြောင့်ကိုချပြခြင်းတဲ့အရာတွေကိုကိုကြိုးစားပါအဲကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်စိုက်တဲ့ဆောင်ပုတ်လေးပေါ့အဲ့ဒါကတော့ဘာလဲဆိုတော့ကိုအိမ်မက်တွေကိုအကောင်းမထဲမဖော်နိုင်လို့ရှိရင်သူများအိမ်ဘက်တွေကိုအကောင်းတဲ့ဖော်ပေးရမယ်ဆိုတဲ့ဆောင်ပုတ်လေးပေါ့အဲ့ဒီကလေးကျွန်တော်ရမ်းကြိုက်တယ်ဗျာဘာလို့ဆိုတော့ဟုတ်တယ်ကိုဖြစ်ချင်တဲ့အရာတွေကိုမကြိုးစားမနေလို့ရှိရင်ကိုကဒီတိုင်းပဲဆက်သွားမျောနေမှကျသူမျိုးတစ်ပါးလို့ကြိုလုပ်ပြီးတော့သူများအိမ်မက်တွေကိုအကောင်းတဲ့ဖော်ပေးနေရမှာကွာအဲ့ဒါကြီးကိုလူငယ်တွေအနေနဲ့
အဲ့ဒီအကြောင်းအရာလေးကိုသိစေချင်တယ်နော်ကိုကြိုးစားပါတယ်အချိန်ရှိတုန်းကြိုးစားပါလူငယ်ဘဝဆိုတာကျွန်တော်ခုနပြောသလိုနှစ်ခါပြန်မရဘူးတစ်သက်မှာတစ်ခါပဲဖျားပေးတဲ့ဆုလက်ပါအဲကြောင့်မို့ကိုတမိုးရှိအောင်ကြိုးစားပါပြီးတော့အဲ့လိုကိုရဲ့အရေးချင်းတွေကိုကိုယုံကြည်ပါပါနော်အဲကြောင့်ကျွန်တော်တို့လူငယ်တယောက်အနေနဲ့ဒါရှိတင်ရှိတိုက်တဲ့ຢာဒီအဲကြောင့်ဒီစာအုပ်လေးအရင်ဖတ်တဲ့စာအုပ်လေးဖြစ်တဲ့အတွက်လူငယ်တွေနဲ့ဒီစာအုပ်လေးကိုလည်းဖတ်ချင်လို့ရှိရင်စာအုပ်ဆိုင်နေမှာလည်းဝယ်လင်းတကူဝယ်လို့ရတယ်လို့ဒါ TikTok shop မှာလည်းဝယ်လို့ရတယ်ဗျာနော်အဲကြောင့်အားလုံးပဲကြည့်ရှုပေးတဲ့ကျေးဇူးပါဒီဗီဒီယိုလေးကြည့်ရှုတဲ့အတွက်ဒါဘုသူတရမယ်ဆိုပြီးတော့လည်းကျွန်တော်မျှော်လင့်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြမယ်အားလုံးပဲကိုယ့်ရဲ့ဘဝကိုဒီထက်တစ်ဆင့်ပို့ပြီးတော့မြင့်အောင်တိုးတက်နိုင်တဲ့လူငယ်တွေဖြစ်နိုင်ပါစေလို့ကျွန်တော်ဒီဗီဒီယိုလေးကနေပြီးတော့ပြပြဖို့ဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးပေါ့စိတ်ချမ်းသာကိုယ်ကျမကြီးနဲ့ပြည့်စုံကြပါစေ